တော်လိုင်းရေးလည်းပြီးကြည့်မယ်အိမ်ပြန်ချိန်ကိုနီးကြည့်ပြီဘုံကိုတင်ပြန်ပတ်ကောမီးဖွင့်ပြီးတော့ကြည့်ကြည့်ပြီဒီမျိုးဝမ်းလေးမှာစောင်းကြီးဆောင်မိသားစုကျွန်တော်ရှိကျင်ဒီဘဝဆိုတာရွေးပြင်းနေသည်ကြောက်ကြတဲ့ခရစ်စတန်ဆောင်နဲ့ရှောင်းပြီးများလို့လောင်ပြီးကြွားတယ်ရောင်ငယ်လေးလည်းမကြည့်ချင်ပါနဲ့စိတ်တန်ရရရှိချင်ပါလေအပြစ်မဲ့တဲ့ပြည်သူတွေအာကာရနဲ့မုန်းနေကြတစားကန်းကတီးပြီးတွေဒုက္ခရေးနဲ့ညီညွတ်နေလေကန်ရရဲ့မကြည့်ဘူးလေတော့သွေးနေစားတွေပြည့်ရွှဲပြီးစွန့်တင်ခဲ့တဲ့ဒီအဖြူလေးငါတို့ကပြည်သူလေးစီးနဲ့ပေါင်နဲ့နေချင်းများဘုံမဲ့အိမ်မဲ့ခံစားကြအဲ့ဒါဖူလောင်ကြီးလားတေးမင်းလားကောင်းကျိုးလို့ပြန်ရမယ်ဆက်လက်နဲ့ကြိုက်တော့ပြည့်ရှိတော်လုံး2017နေဦးဆန်ရဲ့လိုကောက်ရှင်နေချင်းလားမနိုင်ရဲ့တင်းမစီကြီးတစ်ဖက်စလုံးကဖေးချင်းလားဘာသာတိုင်းကဖျားတော့တာသူတို့ပဲကူညီပြည့်ရှင်လားအဲ့ဒီချိန်မှာမရှိတဲ့တော့အနည်းစိတ်ခွဲတဲ့နေချင်းများစားရည်လည်းမရှိတော့ဘူး။သွားရည်လည်းမရှိတော့ဘူး။ပြည်သူတိုင်းရဲ့ဒုက္ခဆိုတာထားရည်လည်းမရှိတော့ဘူး။ညီမဒီမှာလူဖြစ်တာလည်းမှားကြရည်လည်းမရှိတော့ဘူး။ငါကိုယ်တိုင်လည်းမသိတော့ဘူး။အိမ်ပြန်ရမယ်နေစွဲနဲ့ဖဲဝနေတဲ့မိသားစုအဲ့ဒါတေခွဲလားရှင်းခွဲလားဘွားရည်လည်းမရှိတော့ဘူးလေအဲ့ဒါမှလည်းဖြစ်ပဲလားအမှန်လို့လည်းမနေရလားရှောင်ရတယ်ဆိုနေရအခါတလေတော့စိတ်ရက်ကမျက်ရည်တွေကမြေတွေကဆုံးသမရှိတဲ့ဖြေတွေကရွေးချယ်မရလို့ဖြေဖို့ကဲအစင်မပြေတဲ့လမ်းမပေါ်မှာစောင်းတဲ့မိုးနေဖို့တစ်ဖြစ်နိုင်မယ်ဆိုတောင်းဆိုချင်တာကောင်းမွန်စွာနဲ့တည်ဖို့ပဲရ